အားလုံးပဲမင်္ဂလာပါလက်တလောမှာတော့ Chelsea အသင်းရဲ့ Argentina ကွင်းလေကစားသမားဖြစ်တဲ့ Enzo Fernandez နဲ့ပတ်သက်ပြီးတော့မှ Enzo Fernandez က Chelsea အသင်းရဲ့လက်ရှိသွားနေတဲ့ project ကိုသဘောမကျတော့လို့ Chelsea နဲ့လက်ရှိရလဒ်တွေပေါ်မှာသဘောကျခြင်းမရှိတော့တဲ့အတွက်ဒါမဲ့နွေရာသီ transfer window မှာဥရောပရဲ့ထိပ်တန်းကလပ်အသင်းကိုပြောင်းရွှေ့သွားနိုင်နေဆိုတဲ့သတင်းတွေတက်နေတဲ့အပေါ်မှာဒါကျွန်တော်တို့ FIC ဆိုတဲ့ဒီပေါ်လေသတင်းဌာနတစ်ခုရဲ့သုံးသပ်ချက်ရတော့ဒီအခြေအနေဟာလုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့မှဖော်ပြထားတယ်။ဒါအပြင်ကျွန်တော်နီးစပ်တဲ့သတင်းအရင်းမြစ်တွေရဆိုရင် Enzo Fernandez ကကျွန်တော်တို့ Chelsea အသင်းကနေဘယ်တော့မှထွက်ခွာသွားဖို့ကြိုးပမ်းသွားမှာမဟုတ်ဘဲနဲ့ Chelsea အသင်းကသာဆန္ဒရှိမယ်ဆိုရင်သူ့အနေနဲ့ career life တစ်ခုလုံးကိုတောင် Chelsea အသင်းမှာပဲပေးဆက်ကစားသွားဖို့ဆန္ဒရှိတယ်ဆိုပြီးဖော်ပြထားတယ်။ဆိုတော့2023တုန်းက Benfica အသင်းကနေစံချိန်တင်ပြောင်းရွှေ့ခြင်းပေါင်တန်း100ကျော်သုံးပြီးတော့မှခေါ်ထားတဲ့ဒီကစားသမားကို Blue Coat တာဝန်ရှိတဲ့သူတွေကဘယ်လောက်ထိကျွန်တော်တို့အသင်းတို့ပေါ့လေရေရှည်မျှော်မှန်းထားလဲဆိုရင်ဒါအသင်းရဲ့ကစားသမားဖြစ်တဲ့ကျွန်တော်တို့ Moises Caicedo Enzo Fernandez ခိုးပါမှာ Estriba ကိုခုရဲလာနဲ့ဒါကျွန်တော်တို့ဒီပေါ့လေဒီကစားသမားတွေက Chelsea အသင်းရဲ့ transfer window တွေရောက်တိုင်းကလပ်အသင်းကနေရောင်းချသွားမှာမဟုတ်ဘူးဆိုတဲ့ကစားသမားတွေဖြစ်တယ်ဆိုပြီးအသင်းပိုင်ရှင်တွေကညင်းထားတယ်ပေါ့လေဆိုတော့ပြောချင်တာဗျာဒီခိုးပါမာတို့လို့ဒီကစားသမားတွေကိုသူတို့နှစ်ရှည်စာချုပ်တွေချုပ်ထားတယ်ဥပမာပေါ့လေဒါ2030ကျော်အထိ2030ကျော်ထိချုပ်ထားတယ်ဒီစာချုပ်တွေရပြောမယ်ဆိုရင်ဒီကစားသမားတွေကိုဘယ်ကလပ်ကိုမှရောင်းချမှာမဟုတ်ဘူးအသင်းကဘယ်လိုပဲ structure ဖြစ်ဘယ်လိုပဲ transfer ဒီ policy ပြောင်းလဲဒီကစားသမားတွေကိုမရောင်းချဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ကစားသမားကကျွန်တော်တို့လက်ရှိပေါ့လေ form ရလက်ရှိအနေအထားတွေရChelsea ကိုဆွန့်ခွာခြင်းတယ်လို့ပြောရအောင်ကလည်းကျွန်တော်တို့တစ်ဖက်ကပြန်ပြီးသုံးသပ်မယ်ဆိုရင်2023တုန်းကသူရောက်လာတဲ့အချိန်တုန်းကဆိုရင် Chelsea ကတကယ်ကို struggle ဖြစ်တာကျွန်တော်တို့တောက်လျှောက်ရှုံးပွဲတွေတွေ့တယ်အဆင့်30ပတ်ချလဲမှာရက်တည်တယ်ကျွန်တော်တို့ကစားသမားတွေအများကြီးပေါ့လေဒါကျွန်တော်တို့အယောင်းဝယ်တွေဖြစ်တယ်အသင်းကနေထွက်ခွာတာရှိတယ်အသင်းကိုရောက်လာတာရှိတယ်ဒီနေသားတွေကိုတော့ဒါကျွန်တော်တို့ဒီကစားသမားတွေကကြော်ဖြတ်ခဲ့ပြီးဖြစ်ပြီးတော့မှဒီဗီဒီယိုတော့ Tostar 169ကပုံပို့ထားပြီးတော့မှအကယ်၍လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားလို့အကောက်ဖွင့်ချင်တယ်ဆိုရင်တော့Fire ခိုင်တို့အပေါ်လက်ဆောင်အပြင်ဖုံးပြီးကန်ဆယ်မနဲ့အတူဒါကျွန်တော်စိတ်ပါဝင်စားလို့ဖွင့်ချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာမြင်မြန်လို့ရပါတယ်ဒါအပြင်အသင်းကောင်းဆောင်ဖြစ်တဲ့ Reece James ရဲ့နောက်မှာ Vice Cavani ဖြစ်ပေးထားတဲ့အနေအထားမှာလည်းဒါကျွန်တော်အသင်းကဒီကစားသမားဟာဘယ်လောက်ထိအရေးပါတယ်ဆိုတဲ့အကြောင်းနဲ့ကစားသမားကလည်းဘယ်လောက်ထိအသင်းတွေလိုအပ်တယ်ဆိုတဲ့အကြောင်းသိတာတဲ့မြင်တာတဲ့အချက်တစ်ချက်ပဲဖြစ်တယ်ဒါကြောင့်မလို့လက်ရှိမှာဒါဥရောပရဲ့ထိပ်တန်းကလပ်တစ်နှစ်ဖြစ်တယ်ပေါ့လေရီမက်ဒရစ်ရောတစ်ဖက်က PSG အသင်းရောဒီကစားသမားကိုအပြိုင်ခေါ်မယ်ဆိုပြီးသတင်းတွေထွက်နေတယ်ဆိုတော့ဟို performance ကောင်းတဲ့ကစားသမားတစ်ယောက်ကိုအသင်းကြီးတွေကခေါ်ချင်တာဒါတဘာဝကျတဲ့အနေအထားဖြစ်တယ်ဒါပေမဲ့လို့ရီမက်ဒရစ်ကလည်းသူတို့ရဲ့ပြောင်းလဲတဲ့ transfer policy ရတော့တန်း100ကျော်သုံးပြီးတော့မှဒီကစားသမားကိုခေါ်ဖို့အစီအစဉ်မရှိဘူးလို့မြင်တယ်ဒါအပြင်ကျွန်တော်တို့ပေါ့လေဒီတစ်ဖက်က PSG အသင်းကလည်းယူရိုတန်း150ကျော်ကြီးသုံးပြီးတော့မှဒီကစားသမားကိုကာလာရှိတန်းရှိတဲ့ကစားသမားကိုခေါ်မယ်လို့တော့ကျွန်တော်ကမမြင်ဘူးတခြားသောဥရောပထိပ်တန်းကလပ်တွေဆိုတာကဒီပေါ့လေPSG တို့လို့တစ်ဖက်ကရီမက်ဒရစ်အသင်းတို့လို့ဒီပမာဏတွေထိပေးပြီးခေါ်မယ်အသင်းတွေလည်းမဟုတ်တဲ့အတွက်ဒီအချက်တွေကြောင့်မို့လို့ Enzo Fernandez က Chelsea အသင်းကနေဆွန့်ခွာသွားဖို့မဖြစ်နိုင်ဘူးလို့မြင်တယ်သတင်းတွေကတော့အမှန်တိုင်းပြောရင်ကလပ်အသင်းပေါ့လေဒါ struggle ဖြစ်တယ်အကြောင်းကြောင့်က fear တွေရှိတယ် pressure ရှိတယ်အခုဆိုရင်ဒါကျွန်တော်တို့ဒီပိတ်တာတွေပေါ့လေကစားသမားအယောင်းဝယ်ကိစ္စတွေပိတ်တာတွေဖြစ်လာတဲ့အနေအထားမှာဒါကျွန်တော်ဒီအမျိုးမျိုးဝေဖန်တဲ့အနေအထားရှိတယ်ဆိုပေမဲ့လို့တိကျတဲ့သတင်းအရင်းမြစ်တွေကဆိုရင်တော့ Chelsea တင်းရဲ့ Argentina ကွင်းလယ်ကစားသမားဖြစ်တဲ့ Enzo Fernandez ကတော့ Chelsea အသင်းမှာပဲဒါဆက်ရှိဖို့ဆန္ဒရှိပြီးတော့မှဘယ်ကလပ်ကိုမှပြောင်းရွှေ့သွားမှာမဟုတ်ပဲနဲ့ဒါကျွန်တော်တို့အနေနဲ့ပေါ့လေဒီဘယ်လိုကလမ်းမှုမျိုးကိုမဆိုညှင်းဆန်သွားမယ်ဆိုပြီးတော့မှပေါ်ပြထားတယ်ပေါ့လေဆိုတော့ကြည့်ရှုပေးခဲ့တဲ့လူတွေအောင်ချင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်